တယောကမွန်ခေါင်းလျှော်ရည်လေးကိုပေါ့နော်အန်ဒီတစ်စိတ်ကလေးကတ်နေရင်းနဲ့အန်ဒီတို့အခုပြုတ်လုပ်နေတဲ့ဒီတယောရဲ့ရာဇဝင်လေးရဲ့ကမွန်သီးရဲ့အကြောင်းလေးအန်ဒီကsharing လုပ်ချင်လို့ပါတချို့လည်းသိပြီးသားလူတွေဖြစ်နေမှာပါရှင်အန်ဒီတို့ရဲ့ရှေ့ပြမမင်းများပေါ့နော်ဒုတ်တပောင်မင်းဆိုတဲ့မင်းရှိတယ်ပေါ့သူကလေစစ်တိုက်ထွက်ပြီးတော့ပြန်လာတဲ့လမ်းမှာပန်ထရာဘီမကြီးရဲ့တိုင်းပြည်ကိုတညတာဝင်အိတ်တယ်အဲ့ဒီလိုဝင်အိတ်တဲ့ခါမှာပန်ထရာဘီမကြီးကဒီဘီရင်ကြီးကိုပေါ့နော်သူရဲ့ဟုတ်တော့ကိုနေအောင်ဆိုပြီးတော့ပြုလုပ်လိုက်တာပေါ့ဘရင်ကြီးမကသူ့မှာဖုန်းတကိုးရှိတယ်ဒီနတ်ဖူးမှာမှဲ့ရှင်ရှိတယ်ပေါ့နော်ပန်ထရာဘီမကြီးကအဲ့လိုမျိုးပြုလုပ်လိုက်တဲ့အတွက်သူ့ရဲ့မှဲ့ရှင်ကပျောက်ကွယ်သွားတယ်သူဖုန်းတကိုးမရှိတော့မှန်းကိုဘရင်ကြီးကသိပြီးခရီးထွက်လာတာပေါ့နော်လမ်းခုလက်ရောက်မှမိုးရွာလာနဲ့သူကတယောပင်အောက်ကိုမိုးခိုတယ်ရှင်အဲ့လိုမိုးခိုတဲ့အခါကျတော့ဒီသူ့ရဲ့ဒီတကိုးဒီမှဲ့ရှင်ကပြန်ပြီးတော့အယောင်တကိုးရလာတယ်ပေါ့နော်ဒါကိုကြည်ချင်းအပြည့်ဒီတယောကဖုန်းတကိုးရှိတယ်ဆိုပြီးမြန်မာမင်းများကပေါ့နော်ခံယူပြီးတော့သူတို့ခေါင်းစင်းပင်ကလာလို့တဲ့ခါကျရင်တယောကိုအသုံးပြုကြတယ်ရှင်အဲ့ဒါကိုလည်းကျမတို့ဗမာလူမျိုးမြန်မာလူမျိုးတွေကနေပြီးတော့ဒီရာဇဝင်လေးကိုကြည်ချင်းအပြည့်တယောကဖုန်းတကိုးအာနိတင်ရှိတယ်ဆိုပြီးတော့ခေါင်းဒီလိုမျိုးခေါင်းလျှော်ရည်လုပ်ကြတယ်ပေါ့နော်ကမွန်းတီးကြတော့ဒီသူ့ရဲ့ဘုံတက်တီလေးကကြတော့လေအပုတ်ကိုကင်းစင်နေဘလောက်ပဲအပုတ်နှံဖြစ်နေပါစေကမွန်းတီကိုမီးရှို့လိုက်ပြီးမီးရှို့လိုက်တာနဲ့ဒီအပုတ်နှံကချက်ချင်းပြတ်သွားတာဒါကြောင့်ပို့လို့ပေါ့နော်ဒီကမွန်းတီကဒီဦးကောင်းကရှိတဲ့အညစ်အကြေးတွေနဲ့အနံဆိုးတွေကိုကင်းစေတာပေါ့နော်ဒီဦးကောင်းရဲ့ဒီကမွန်းတီရဲ့ဘုံတက်တီလေးကလေဒါကြောင့်မို့အန်တီတို့အနေနဲ့ပေါ့နော်ဒီကမွန်းတီလေးရဲ့တယော်လေးရဲ့အခြေခံပြီးတော့ဒီလိုမျိုးသဘာဝခေါင်းလျှော်ရည်လေးတွေလုပ်ကြတာပေါ့နော်